မင်္ဂလာပါရှင် Book Note မှကြိုဆိုပါရရှင်ဒီနေ့မှာတော့ကျမတို့ရဲ့နေ့စဉ်ဘဝမှာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့အထောက်အကူပြုမဲ့စာအုပ်ကောင်းတစ်အုပ်အကြောင်းကိုဖျော်ပြပေးသွားမှာပါစာအုပ်အမည် Clear Thinking Turning Ordinary Moments into Extraordinary Outcomes စာရေးဆရာ Shane Parrish နေဒန်ဒီစာအုပ်ဟာနာမည်ကျော် Farnam Street အဖွဲ့အစည်းရဲ့တည်ထောင်သူ Shane Parrish ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။စာရေးသူဟာကမ္ဘာအထင်ကရပုဂ္ဂိုလ်တွေရင်းနှီးမြှုပ်နှံသူတွေနဲ့ကောင်းဆောင်တွေရဲ့စဉ်းစားတွေးခေါ်ပုံတွေကိုနှစ်ပေါင်းများစွာလေ့လာခဲ့သူပါ။ဒီစာအုပ်မှာတော့ကျွန်တော်တို့ဘာကြောင့်မားယွင်းတဲ့ဆုံးဖြတ်ချက်တွေချမိတတ်တယ်လဲ။ပြီးတော့အဲ့ဒီအမားတွေကိုဘလို့ရှောင်လွဲပြီးရှင်းလင်းပြတ်သားစွာဘလို့တွေးခေါ်မလဲဆိုတာကိုစနစ်တကျလမ်းညွှန်ပေးထားပါတယ်။အနည်းချုပ်လူအများစုကဘဝရဲ့အောင်မြင်မှုဆိုတာကြီးမားတဲ့အချိုးအကွေတွေကြီးမားတဲ့ဆုံးဖြတ်ချက်တွေဥပမာအိမ်ထောင်ပြုတာလူငယ်အကြီးကြီးစတာအပေါ်မှာတည်းမူတည်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ Shane Parrish ကတော့ Clear Thinking မှာအဲ့ဒီလိုမဟုတ်ဘူးလို့ဆိုပါတယ်။တကယ်တော့ကျွန်တော်တို့ရဲ့ဘဝအလှည့်အပြောင်းတွေဟာနေ့စဉ်ကြုံတွေ့နေရတဲ့တာမန်အချိန်လေးတွေ ordinary moments မှာကျွန်တော်တို့ဘလို့တုံ့ပြန်တယ်လဲဆိုတာပေါ်မှာပိုပြီးမူတည်နေတာမှာစာရေးသူကကျွန်တော်တို့ကိုအမားယွင်းဖြစ်စေတဲ့တဘာဝအတိုင်းတုံ့ပြန်မှု၄မျိုးအကြောင်းကိုအလေးပေးသတိပေးထားပါတယ်။၎င်းတို့မှာ emotion default စိတ်ခံစားမှုနောက်လိုက်ပြီးဒေါသထွက်ချိန်တို့မဟုတ်ဝမ်းသာလွန်ချိန်မှာဆုံးဖြတ်ချက်ချမိတာ။ ego default ကိုအမြဲမှန်တယ်လို့ထင်ပြီးအမားကိုဝန်မခံချင်တာ။ social default လူအများလိုက်လို့တယ်လို့လိုက်လို့ပြီးလူအုပ်စုထဲမှာအစင်ကြေအောင်နေမိတာ။ inertia default အပြောင်းလဲမလုပ်ပဲအချင်းဟောင်းလမ်းဟောင်းအတိုင်းပဲဆက်လုပ်နေမိတာတွေပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်မှာအဓိကပေးချင်တဲ့အကြံဉာဏ်ကတော့တခုခုဖြစ်လာရင်ချက်ချင်းတုံ့ပြန် react မဲ့အစားကြားခံနေမိ the gap တခုဖန်တီးဖို့ဖြစ်ပါတယ်။အဲ့ဒီအချိန်လေးမှာငါအခုလုံးမဲ့အရာကငါဖြစ်ချင်တဲ့ရေရှည်ပန်းနိုင်စီကိုရောက်စေမလားဆိုတာကိုအေးအေးဆေးဆေးစဉ်းစားဖို့လိုပါတယ်။ရှင်းလင်းစွာတွေးခေါ်နိုင်ဖို့ဆိုတာဘ ഹു တုတတွေအများကြီးရှိဖို့ထက်ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်တဲ့စရိုက်ရှိဖို့ကပိုအရေးကြီးတယ်လို့စာရေးသူကဆိုထားပါတယ်။ဒါပြင်အမားနဲအောင်လှူဆောင်နိုင်တဲ့ပတ်ဝန်းကျင်ကောင်းကိုဖန်တီးပုံနဲ့စနစ်တကျဆုံးဖြတ်ချက်ချပုံနည်းလမ်းတွေကိုလည်းရှင်းပြပေးထားပါတယ်။သင်ခန်းစာကိုယ့်ရဲ့ default တွေကိုတတိပြုပါကိုကစိတ်တိုတတ်တာလားဒါမဟုတ်လူအများလိုက်တတ်တာလားဆိုတာကိုအရင်ဆုံးသိအောင်လုပ်ပါကိုယ့်ရဲ့အားနည်းချက်ကိုသိမှသာအရေးကြီးတဲ့အချိန်တွေမှာတတိကပ်ပြီးဆုံးဖြတ်ချက်ချနိုင်မှာပါစနစ်တစ်ခုတည်ထောင်ပါဆုံးဖြတ်ချက်တစ်ခုချတဲ့အခါစိတ်ခံစားမှုအပေါ်မှာပဲမူတည်မနေပဲကြိုတင်သတ်မှတ်ထားတဲ့အစည်းအကမ်းတွေ checklist တွေအတိုင်းလုံဆောင်ခြင်းကအမှားနည်းစေပါတယ်ဥပမာစိတ်တူနေချိန်မှာဘယ်တော့မှ reply မပြန်ဘူးဆိုတဲ့စီကံမျိုးပါအမားခံနိုင်တဲ့အခြေအနေ margin of safety ရှိပါစေအရာရာဟာကိုထင်တယ်လို့ဖြစ်မလာနိုင်တဲ့အတွက်အမြဲတမ်း plan B ရှိနေပါစေရှင်အနာဂတ်အတွက်ပြင်ဆင်ထားခြင်းကအခက်ခဲကြုံလာတဲ့အခါရှင်းလင်းစွာတွေးခေါ်နိုင်ဖို့စိတ်အေးချမ်းမှုကိုပေးနိုင်ပါတယ်ဒီစာအုပ်လေးဟာတင်းရဲ့နေစဉ်ဘဝမှာပုံမကောင်းမွန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်ဖို့လက်ဆွဲစာအုပ်ကောင်းတစ်အုပ်ဖြစ်လာမှသိချပါတယ်ရှင်။